ဓမ္မနန္ဒောဓမ္မဝတိဆောက်ဖို့ရန်အတွက်တရားစုဝိညာဉ်ရှိပြေကပေါဝင်ပြီးတော့လူတန်းပေးကြတော့လူရှင်များမှာပသိမ်မြို့ကန္နာလန်းနေတီသုံးလုံးစားတော့ဆိုင်ပိုင်ရှင်ဒေါ်လှလှထေးမိသားစုမှလက်တင်အလူတော်ငွေအဖြစ်နဝကမ္မတသိန်းကျပ်မိခင်ကြီးဒေါ်စောပူဝါရည်သူရည်မှန်၍တားဖြစ်သူမောင်နေစောအောင်မှ3000ကျပ်ကိုအောင်ဖြိုးကျော်မတ်လဲလဲတမိမတ်မြတ်အိမ်ထာလင်းမန္တလေးအန်တာပရိုက်မိသားစုမှတသိန်းနဲ့1000ကျပ်ကိုသိန်းထိုင်းအောင်မတ်ခိုင်ခိုင်သန်းသားမောင်စင်ဝေထူးမောင်မြတ်ဘုံခေကြံကားကိုင်ရွှေဆိုင်မိသားစုတောင်ရွာတဲ့အကွက်864မန္တလေးမြို့မှလာတင်အလူတော်ငွေအဖြစ်3000ကျပ်မောင်သူရမောင်မခန္ဓမာသားမောင်လာမဲမောင်မိသားစုတို့မှတဘောတကန္နာချုံချင်းသွားချဖြစ်သောဖခင်ကြီးဦးတန်းမောင်နှင့်ဦးကျော်ထေးဦးရဲပိုင်ဆိုတို့အားရည်သူရည်မှန်၍တသိန်းကျပ်ဦးဇော်ဝင်းဒေါ်မိုးရင်သူမိသားစုမှ3000ကျပ်ဦးသိန်းလွင်ဦးဒေါ်ဝဝမိသားစုမှ3000ကျပ်ဦးထက်ဝေရန်ဒေါ်သိန်းသိန်းသူမိသားစုမှ2000ကျပ်မိခင်ကြီးဒေါ်နီနီဝင်းအားအမှုထဦးထိတ်မှပန်းစင်ပြီးဒေါ်ရီဝင်းချစ်ကောင်းကွမ်းရဆိုင်ရွှေပြည်သာမြို့မှတသိန်းကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောင်းဆက်ဖြစ်သောကတ်ဆိုပေသို့အန္တရာယ်သောယောဂါသောမျိုးမျိုးကင်းစင်လွှဲပြောင်းပြီးဘုရားဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုံငင်းရဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါသည်ထို့မှတပံတဘောတခန္ဓာချုံငင်းသွားရှာဖြစ်သောဒေါ်စောပုတိ၎င်းဦးတန်းမောင်တိ၎င်းဦးကျော်ထေးတိ၎င်းဦးရဲ့ပိုင်ဆိုးတို့တိ၎င်းဒေဂာနိအခတမယ၌မတင်မတင်နှလုံးသွင်းမိညာအပ်မရောက်ရှိကောင်းသောဘုံဘဝဗုဒ္ဓနာတိတို့ရောက်ရှိနေခြင်းအယနေ့ယခုကျမ်းရင်သောမိသားစုများမှကုသိုလ်ပြု၍ပေးဖို့အာထုဝသောကုသိုလ်ကောင်းမှုတို့အားပြန်လည်ကကြားသိ၍သာဓုခေါ်နိုင်၍တော်၎င်းအမတ်မထတဘာဘာသောတန်ခါတော်အရှင်သူမြတ်အပေါင်းတို့နှင့်ရွှေမြို့မိတ်တင်ကအပေါင်းတို့မှနှိမ့်တင်ပေးဖို့သောကုသိုလ်အမြတ်တို့အားကြားသိ၍သာဓုခေါ်နိုင်၍တော်၎င်းမိမိပြုလို့အားထုတ်ခဲ့ဘူးသောကုသိုလ်ကောင်းမှုတို့အားပြန်လည်ကအမှတ်ရ၍သာဓုခေါ်နိုင်၍တော်၎င်းအကယ်၍နေကြသောဘုံဘဝဗုဒ္ဓနာတိတို့ရောက်ရှိနေခြင်းအယနေ့ယခုပြုလို့အားထုတ်ဆဲဖြစ်သောကုသိုလ်ကောင်းမှုတို့အားကြားသိ၍သာဓုခေါ်နိုင်ပြီးနှင့်မြင့်မြတ်သောဘုံဝဗုဒ္ဓနာတိတို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၏ဤကုသိုလ်အားသာဓုခေါ်နိုင်ပါစေအဲ့တော့ပရိစ္ဆေသုံးဘက်ကိုနားလည်သွားရင်ဘဝကိုတန်တရားကင်းတယ်ပရိစ္ဆေသုံးဘက်ကိုနားမလည်တဲ့အခါမှာဘဝကိုအမြဲတမ်းတန်တရားနဲ့နေရတယ်ဒါကြောင့်ဘဝကိုတန်တရားရှင်းတဲ့နေဟာသောတာပန်တည်သွားတာပဲသောတာပန်တည်တဲ့ပုဂ္ဂိုလ်များဟာဒိဋ္ဌိနဲ့ဝိသိကိစ္စအပြီးပိုင်ပြုတ်သွားတာအဲ့တော့ဘဝပေါ်မှာတန်တရားရှင်းသွားတာပုရုသင်မှာတော့ဘဝပေါ်မှာတန်တရားမရှိဘူးမပယ်သေးတဲ့အတွက်မပယ်သေးတာရဲ့မပယ်နိုင်သေးတာအဲ့တော့အတိဖြုတ်ပွားဖြုတ်အပယ်ဖြုတ်ဆိုတဲ့ကဏ္ဍတွေမှာလေကျင်းတဲ့ပုဂ္ဂိုလ်များကတော့ကျင်းနေတဲ့အာထုတ်နေတဲ့အချိန်မှာတန်တရားကင်းတယ်သို့တော်ညာလည်းအာမထုတ်တဲ့အချိန်နှလုံးမသွင်းနိုင်တဲ့အချိန်မှာတန်တရားပြန်ဖြစ်တယ်အပြီးပိုင်ပယ်နိုင်တဲ့အချိန်မှာတော့ဘဝပေါ်မှာတန်တရားကင်းသွားတယ်အဲ့တော့ပရိစ္ဆေသုံးဘက်ကိုကြည့်တဲ့အခါမှာအင်္ဂါ12ပါးကိုအကွက်4ပုံနဲ့ပုံထားတာတွေ့ရတယ်။အဲ့ဒီမှာဘဝနဲ့ပြောတဲ့အခါကျတော့အတိတ်ဘဝရဲ့ပစ္စုပန်ဘဝရဲ့အနာဂတ်ဘဝရဲ့လို့ဆိုပြီးတော့ဘဝအနေနဲ့3ပုံပုံထားတာ။ဘဝအနေနဲ့3ပုံပုံထားတော့အတိတ်ဘဝပြီးသွားပြီ။ပစ္စုပန်ဘဝကတော့အခုရောက်ဆဲပဲ။အနာဂတ်ဘဝကမလာသေးဘူး။ဒါကြောင့်ဘဝ3ပါးလို့ပြောလိုက်တယ်။ဘဝ3ပါးမှာအတိတ်အကွက်ကပရိစ္ဆေသုံးပါးရဲ့အတိတ်အကွက်မှာဘဝလို့ပြောလိုက်တဲ့အတွက်အဲ့ဒီထဲမှာဒုက္ခသစ္စာသိချပါတယ်။ဒါကြောင့်အတိတ်တုန်းကလည်းဒုက္ခသစ္စာပစ္စုပန်အခုရောက်ဆဲမှာလည်းဒုက္ခသစ္စာအနာဂတ်မှာလည်းဒုက္ခသစ္စာဆိုတော့တန်တရားလှည့်နေတာဘာနဲ့လှည့်နေလဲလို့မေးရင်ဒုက္ခသစ္စာနဲ့လှည့်တယ်။ဒါကတော့ပရိစ္ဆေသုံးပါးကိုတိုက်ရိုက်ပြောလိုက်တာ။ဘဝနဲ့ပြောလို့ရှိရင်တော့အတိတ်ကလည်းဘဝပစ္စုပန်ကလည်းဘဝအနာဂတ်မှာရတာလည်းဘဝဒါကတော့ဩဝါဒထအနေနဲ့ဘဝကိုပြောလိုက်တာတကယ်လည်းအင်္ဂါနဲ့ပရိစ္ဆေသုံးပါးရဲ့အင်္ဂါထဲမှာပြောရင်တော့အတိတ်ဘဝကလည်းဒုက္ခသစ္စာပစ္စုပန်ရောက်ဆဲဘဝကလည်းဒုက္ခသစ္စာနောက်အနာဂတ်မှာရနေတဲ့ဘဝရအောင်မဲ့ဘဝဘယ်လိုဘဝမျိုးပဲနေနေဘဝမှရင်ဒုက္ခသစ္စာဆိုတော့တန်တရားထဲမှာဒုက္ခချင်းလဲပြီးတော့ဒုက္ခလဲ့တာကလွဲရင်ကျန်တာဘာမှမရှိဘူးဒုက္ခပဲရှိတယ်ဒုက္ခပဲပြနေတယ်ဒါကတော့ပရိစ္ဆေသုံးပါးကိုနားလည်မှသိမှဘဝဆိုတာဒုက္ခပါလားတန်တရားလဲတဲ့ဆိုတာဒုက္ခလဲတာပါတတိဘဝချမ်းသာတဲ့ဘဝဘုံကြီးဘုံမြတ်မြတ်စသည်ဖြင့်ရတဲ့ဘယ်ဘဝဘယ်ဘုံဘယ်ဌာနနေနေဒုက္ခလဲတာပဲဒုက္ခပြောင်းတာပဲဆိုတာကလွဲရင်အခြားဘာမှမရှိဆိုတာကပရိစ္ဆေသုံးပါးကိုနားလည်သွားလိုက်မှဘဝဆိုတာဒုက္ခပါလားလို့သိလိုက်တာအဲ့တော့
အတိတ်ဘဝနဲ့ပစ္စုပန်ဘဝကိုဆက်ဆက်ပေးတဲ့ဂျားထဲမှာအဆက်ကသစ္စာအနေနဲ့ပြောရင်သမုဒယသစ္စာဒါကြောင့်ခိုင်းတာကသမုဒယသစ္စာခိုင်းတာကဒုက္ခသစ္စာခိုင်းတာကသမုဒယသစ္စာခိုင်းလို့လောက်ရတာကဒုက္ခသစ္စာဒါကသစ္စာနှစ်ချက်ကိုတွဲပြီးတော့ဖြစ်တာဒါဆိုအတိတ်မှာဒုက္ခသစ္စာရှိတယ်အဲ့ဒီအတိတ်ဒုက္ခသစ္စာတွေကနေပြီးတော့ပစ္စုပန်ဒီဘဝကိုရဖို့အတွက်ကသမုဒယသစ္စာဆက်ဆက်လိုက်တယ်အဲ့တော့အတိတ်ဒုက္ခသစ္စာတွေကနေထွက်လာတဲ့သမုဒယသစ္စာအကြောင်းတရားအဲ့ဒီထွက်လာတဲ့ဆိုတဲ့နေရာမှာလဲကိလေသာပဲအနည်းဆုံးကိလေသာကိုပြောရရင်အဝိဇ္ဇာနဲ့တဏှာဒါကြောင့်ပရိစ္ဆေသောဘတ်မှာကြတော့အဝိဇ္ဇာနဲ့တဏှာကိုကာလသုံးပါးလုံးနဲ့ဆိုင်တဲ့အတွက်အလဲကောင်မှာရေးလိုက်တာအဝိဇ္ဇာတဏှာအတိတ်နဲ့လည်းဆိုင်တယ်ပစ္စုပန်နဲ့လည်းဆိုင်တယ်ပစ္စုပန်သစ္စာမသိဘူးဆက်ပြီးတော့လှည့်နေသေးဦးမယ်ဝါသစ္စာမဆုံးသေးဘူးဆိုရင်သစ္စာမဆုံးသေးဘူးဆိုတာယန္နာမဖြစ်သေးဘူးဆိုရင်ဘဝကဆက်ပြီးတော့လှည့်နေဦးမှာဖြစ်တဲ့အတွက်အနာဂတ်နဲ့လည်းဆိုင်တဲ့အတွက်အဝိဇ္ဇာနဲ့တဏှာသည်ပရိစ္ဆေသောဘတ်အင်္ဂါအလဲတဲ့တယ်မှာရေးလိုက်တယ်မှတ်လိုက်တာပေါ့အဲ့ဒါကိုဘဝသုံးပါးဆက်တယ်ဘလို့ဆက်ထားလဲဒုက္ခတွေကသမုဒယအဲ့ဒီသမုဒယကဒုက္ခဖြစ်လိုက်တာအဲ့ဒီသမုဒယကဒုက္ခဖြစ်တော့အတိတ်ဒုက္ခတွေကနေထွက်လာတဲ့သမုဒယအဆက်ကပစ္စုပန်ရောက်ဆဲဒုက္ခဖြစ်နေတာအဲ့ဒီပစ္စုပန်ရောက်ဆဲဒုက္ခသည်ပစ္စုပန်ရောက်ဆဲဒုက္ခသည်လူဒုက္ခနတ်ဒုက္ခဓမ္မဒုက္ခစသည်ဒုက္ခအခုရောက်ဆဲဒုက္ခပဲဒီဒုက္ခကိုဘယ်သူမှပေးလိုက်ထားလဲလို့မေးရင်အတိတ်တုန်းကရခဲ့တော့ဒုက္ခသစ္စာတွေကနေမသိတော့သမုဒယသစ္စာနဲ့ဆက်ပြီးတော့ရနေတော့အခုဒုက္ခသစ္စာဒီဒုက္ခသစ္စာမှန်ကိုထပ်ပြီးတော့မသိရင်နောက်တစ်မှန်ထပ်ပြီးတော့ဆက်ဆဲကလည်းသမုဒယသစ္စာဒုက္ခဖြစ်ကြောင်းဒါကြောင့်အစတ္တိနဲ့ကြည့်လိုက်တဲ့အခါရဲ့ပရိစ္ဆေသောဘတ်အင်္ဂါကိုခွဲလိုက်တဲ့အခါမှာအတိတ်တုန်းကခန္ဓာ၅ပါးမပြဘူးကိလေသာပဲပြထားတယ်သို့တော့အဲ့ဒီကိလေသာအဝိဇ္ဇာသင်္ခါရထဲမှာလည်းခန္ဓာ၅ပါးရှိတယ်ပစ္စုပန်မှာတော့ခန္ဓာ၅ပါးအထူးပြထားပြီးတော့ပစ္စုပန်2အကွက်ထဲပစ္စုပန်3အကွက်ထဲမှာကြတော့ခန္ဓာလည်းပြတယ်2အကွက်မှာခန္ဓာပြတယ်3အကွက်မှာကိလေသာအဆက်ပြတယ်ခန္ဓာဒုက္ခသစ္စာမှာမသိသမျှ3အကွက်ကသမုဒယသစ္စာအကြောင်းတရား3အကွက်သမုဒယသစ္စာအကြောင်းတရားက4အကွက်ကြတော့ဇာတိသရမရဏနဲ့ဝိညာဉ်ရောတားလိုက်တာဖတ်တာဝေဒနာဥပပတ္တိဘဝဆိုပြီးတော့ပြန်ပြီးတော့ဒုက္ခသစ္စာကိုခန္ဓာ၅ပါးတက်ရိုက်ပြလိုက်တာဒါကြောင့်အကြောင်းနှစ်ပါးအကျိုးနှစ်ပါးမှာအကြောင်းတစ်ပါးအကျိုးနှစ်ပါးဆက်လက်ပြီးတော့သွားနေတာဒီဘဝတွေဆက်နေတာအဲ့ဒီဘဝတွေကိုဆက်ပြီးတော့ဘဝဖြစ်အောင်ပေးတာကသမုဒယသစ္စာကဆက်ပြီးတော့ဘဝဖြစ်အောင်ပေးတာသမုဒယသစ္စာကဆက်ပြီးတော့ဘဝဖြစ်အောင်ပေးတာဘယ်ဘဝဖြစ်အောင်ပေးတယ်ဘဝတွေဘယ်ဘဝတွေနေဒုက္ခဘဝကိုရအောင်ဆက်ပေးနေတာကကုသိုလ်နဲ့လည်းဆက်တယ်အကုသိုလ်နဲ့လည်းဆက်တယ်အကုသိုလ်နဲ့ဆက်ရင်ဒုက္ခတိဘုံဘဝကုသိုလ်နဲ့ဆက်တော့သူက္ကတိဘုံဘဝသူက္ကတိဘုံဘဝဆိုရင်လူနတ်ပြမလူချမ်းသာနတ်ချမ်းသာပြမချမ်းသာလူစင်းရဲ့နတ်စင်းရဲ့စသည်အဲ့ဒီလိုဆက်ပေးထားတာဒီသမုဒယသစ္စာဆက်တယ်ဘာနဲ့ဆက်ထားလဲလို့မေးရင်အတိတ်ဘဝနဲ့ပစ္စုပန်ရောက်ကြောင်းအခုရောက်ကျိုးဒုက္ခသစ္စာနဲ့ခြားထဲမှာသမုဒယသစ္စာအနေနဲ့ဆက်လိုက်ပြီးတော့ဒီဒုက္ခသစ္စာအခုရလာတဲ့ခန္ဓာ၅ပါးဒုက္ခသစ္စာလို့မသိရင်ပစ္စုပန်အကြောင်းကျိုးကထပ်ပြီးတော့ဆက်ထားတာမို့လို့အနာဂတ်မှာလည်းခန္ဓာ၅ပါးအိုနာသည်ဇာတိဇရာမရဏရတာသည်ဆက်ပေးလိုက်တာဖြတ်တာမဟုတ်ဘူးဆက်ပေးတာအဲ့ဒီလိုဆက်နေတာကိုမသိတာကအဝိဇ္ဇာဆက်ချင်နေတာကတဏှာအတိတ်မှာလည်းအဝိဇ္ဇာတဏှာပစ္စုပန်မှာလည်းသစ္စာမသိရင်အဝိဇ္ဇာတဏှာဆိုတော့နောက်ထပ်ရမှာလည်းအဝိဇ္ဇာတဏှာဥသိတဲ့ခန္ဓာ၅ပါးပဲရမှာမလို့အဆက်ကိုမဖြတ်နိုင်ရင်ဝါပရိစ္ဆေသောဘတ်ကိုမသိရင်သစ္စာကိုမသိရင်နောက်ထပ်အနာဂတ်မှာလည်းသမုဒယသစ္စာနဲ့ဆက်တော့ဒုက္ခသစ္စာကိုရမှာမလို့အဆက်ကိုသိဖို့ဆိုရင်ပရိစ္ဆေသောဘတ်ကိုကျွမ်းကျင်ပရိစ္ဆေသောဘတ်ကိုနားလည်ပြီးတော့ဆက်သမျှအကြောင်းတရားသမုဒယသစ္စာတွေကိုဖြတ်နိုင်ပြီးတော့ဒုက္ခသစ္စာနောက်ထပ်မရအောင်အားထုတ်နိုင်သောသူတော်ကောင်းတွေဖြစ်ကြပါစေ။